ဘဝမှာမရှိနေသေးတဲ့အရာတွေကိုပဲတွေးပြီးတော့ကို့မှာရှိနေတဲ့အရာတွေကိုမင်းနေဘူးလားငါမှဒါလေးရရင်တော့ပြောမယ်ဒီအရာရှိရင်တော့ငါအဆင်ပြေမယ်လို့တွေးနေမိတယ်ဒါပေမဲ့ဒီအရာကိုရလာပြန်တော့လေကို့စိတ်ကမပျော်ရွှင်ရဘူးဘာကြောင့်ဒီလိုမျိုးတန်တရားလိမ်နေရတာလဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်မယ်ဆိုရင်gratitude အလေးအကျင့်ကကိုယ့်ရဲ့စိတ်အရှိန်နဲ့ကိုယ့်ရဲ့ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်လဲဆိုတာကိုနားလည်သွားပါလိမ့်မယ် gratitude ဆိုတာဘာလဲကျမတို့တော်တော်များများကဘာကြောင့်ပျော်ရွှင်မှုခက်ခဲနေရလဲဒီလိုဖြစ်နေတဲ့လူတွေအတွက်ကို9မိနစ်လောက်အချိန်ပေးပြီးတော့လေ့ကျင့်နိုင်မယ့် price tip ကိုညဝေပေးသွားပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ healing self love meditation နဲ့စိတ်အေးချမ်းပြီးပိုကောင်းမွန်တဲ့ဘဝတွေကိုတွားနိုင်မယ့်နည်းလမ်းလေးတွေကိုဒီ channel မှာ share လုပ်ပေးသွားပါမယ်ရှင်အခုဒီဗီဒီယိုကြည့်နေတဲ့သူမှရောဒီလိုမျိုးဖြစ်ဘူးလားကို့မှာမရှိနေသေးတဲ့အရာကိုပဲအမြဲတမ်းတွေးနေမိတယ်တခြားသူရဲ့အောင်မြင်မှုကိုမြင်တိုင်းလဲဘာကြောင့်ငါမှမရသေးရလဲဆိုပြီးအမြဲတမ်းကိုတခြားသူတွေနဲ့တွားပြီးတော့နိုင်ရှင်နေတတ်လားကိုကအောင်မြင်မှုတစ်ခုခုရတယ်ဆိုရင်တောင်မှပျော်ရွှင်မှုကခဏပဲဖြစ်ပြီးတော့မှနောက်ထပ်မရသေးတဲ့အရာတွေကိုထပ်လို့ခြင်းပြန်ရောဒီလိုနဲ့ဘဝမှာဘလောက်ပဲရဘလောက်ပဲရှိလားအမြဲတမ်းမပြည့်စုံဘူးမလုံလောက်ဘူးလို့ခံစားနေရပြန်ရောတကယ်တော့ပြဿနာကလေကို့မှာမရှိနေသေးတဲ့အရာများနေလို့မဟုတ်ဘဲနဲ့ကို့မှာရှိနေတဲ့ကောင်းတဲ့အရာတွေကိုကိုကမမြင်တတ်သေးလို့ပါgratitude ဆိုတာကို့မှာရှိပြီးသားအရာတွေကိုကျေးဇူးတင်တတ်တဲ့အလေးအကျင့်တစ်ခုပါဥပမာကို့မှာစားစရာတွေရှိနေသေးတာမိသားစုတွေရှိနေသေးတာကိုသွားခြင်းတဲ့နေရာကိုသွားနိုင်သေးတာဒီအရာတွေကလည်းတာမန်လို့ထင်ရပေမဲ့လူတိုင်းမှာမရှိနိုင်တဲ့အရာတွေဖြစ်နိုင်ပါတယ်ဒီလိုမျိုးကျေးဇူးတင်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကငါမှဘာတွေမရှိသေးတာလဲဆိုတာထက်အိုးငါမှဒီအရာတွေရှိသေးတာပဲဆိုပြီးတော့ပုံမြင်လာပါတယ်အဲ့ဒီအခါကျတော့မှကိုယ့်ရဲ့စိတ်ဖြစ်စည်းမှုတွေရောနေသွားပြီးအကောင်းမြင်စိတ်တွေပို့ပြီးတော့မှမြင်လာတယ်ပေါ့နော်ကိုကြည့်တဲ့အခါမှာပို့ပြီးတော့အကောင်းမြင်လာတယ်အဲ့တော့ကျေးဇူးတရားကိုညအိတ်ခံဒီတိုင်းအနည်းဆုံးအချက်3ချက်ကိုစာရွက်ပေါ်မှာချပြီးတော့ရေးကြည့်ပါဥပမာငါဒီနေ့ကျမ်းမာနေတယ်ငါစားခြင်းနဲ့အစားအစာတွေစားနေရတယ်ငါမှစကားပြောရမယ့်မိတ်ဆွေကောင်းတွေရှိနေတယ်ဒါစစ်ဒီလောက်လည်းအဆင်ပြေတယ် it's okay အများကြီးရေးစရာမလိုဒါပေမဲ့နေ့တိုင်းလုပ်ဖို့တော့လိုအပ်တယ်ကျေးဇူးတရားဆိုတာကလေကိုယ့်ရဲ့ဘဝကိုချက်ချင်းပြောင်းလဲပေးနိုင်တဲ့မော်ပညာတော့မဟုတ်ပါဘူးဒါပေမဲ့ပြဿနာတွေအပေါ်မှာမြင်တဲ့အမြင်တွေပြောင်းလာတယ်မြင်တဲ့အမြင်တွေပြောင်းလာတဲ့အခါကျတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကလည်းပြောင်းလာတယ်ဒီလိုနဲ့ဘဝကလည်းတစ်ဖြည်းဖြည်းနဲ့ပိုကောင်းလာတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင် like လုပ်ထားပေးပါself healing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနောက်ထပ်လည်းမျှဝေပေးသွားမှာဖြစ်လို့ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးပါကဲဒီနေ့မှလည်းကျေးဇူးတင်စရာကောင်းတဲ့အချက်တစ်ချက်ကို comment မှာမှတ်သွားပေးအောင်နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဘိုင်းဘိုင်းနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ရှင်